ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရဲသူရင်းဆွေဖြစ်ပါတယ် Design Education ရဲ့ပေါင်းလာလေးဖြစ်ပါတယ်ဒီနေ့ကတော့ခန်းကြီး Master ရဲ့ new version ဖြစ်တဲ့ပေါ့နော်နံပါတ်15လုံးမြောက်ကိုတွားမှာဖြစ်ပါတယ်နံပါတ်15လုံးကဘာမှခက်ခဲမဟုတ်ပါဘူးကျွန်တော်တို့သိပြီးသားပါရှေ့မှာကျရင်ကျွန်တော်တို့ပေါ့ဒီနံပါတ်15လုံးကကြတော့ကျွန်တော်တို့အပိုင်းလေးနှစ်ပိုင်းပါပါတယ်ရှေ့တစ်ပိုင်းကကြတော့ကျွန်တော်တို့နေဆိုတဲ့အပိုင်းလေးပါမယ်နောက်တစ်ပိုင်းကကြတော့ကျွန်တော်တို့ပြုလုပ်သည်ဆိုတဲ့အပိုင်းလေးပါပေါ့နော်ပြုလုပ်သည်ဆိုတဲ့အပိုင်းလေးပါအဲ့တော့ကျွန်တော်တို့ကသူ့အလွယ်မှတ်မယ်ဆိုရင်ပြီးခဲ့တဲ့နေ့ပေါ့နော်ပြီးခဲ့တဲ့နေ့ကပဲပြုလုပ်ပြီးသွားပြီလို့မှတ်ပြီးခဲ့တဲ့နေ့ကပဲပြုလုပ်ပြီးသွားပြီโอเคသူကကြတော့ကျွန်တော်တို့ကဘာနဲ့သွားလဲဆိုရင်သူ့ရဲ့ပေါ့နော်လုံးလွယ်လေးတွေပါလဲဆိုရင်ကျွန်တော်တို့စာခုပန်မနီညာနော်စာခုနဲ့ပြီးခဲ့တဲ့နေ့စာခုချစ်စို့မနီကဟုတ်ပြီဒီလို star ပြထားတာတော့ကျွန်တော်တို့ခန်းကြီးမှာ star over ရှင်းမှာပါတဲ့ဟာလေးပါဒါတော့ auto တို့ဤတမြန်မနီကဒါမှမဟုတ်ရင်ဤစာခုချစ်စို့တမြန်မနီကနောက်တစ်ခုကကျတော့ auto တို့ရှိတမြန်မနီကဒါမှမဟုတ်ဘူးဆိုရင်ဤစာခုမြန်တမြန်မနီကနောက်တစ်ခုစာခုရမနီညာဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး